ဒါလေးလှုပ်ထားဘူးမောခုရလာခံကြရဲ့ဆန်းရော ဒီတော့ဆုံးတော့သူကလည်းဆရာလားဆုံးတော့သူသားရဲ့တေခါနော်သူသားကြတာ ဆုံး啊万岁万岁万万岁好了没俺讲讲我送不了你讲讲俺们收家这个事情俺偷出来嘛这样了我告诉他这个王八就说你看王八我那才一宿没了八六宿啊嘛八六宿啊嘛还想这样啊我送啊我不那喏我哎我看来我背你咱们这边没啥的咱们这边没啥的我可哩俺们讲等他我讲那么不一呢我没啥阿西嘞我没啥阿西嘞反正也是那种没西来没西给人类票啊嘛人类票咋我没西没西我没西第二个先哩呢我看来谁老师不是比米没想来路我不多想啥都没有我不路我嘛你来不你没这个人我写的老呢这是呀给家的不啦你得用那米来罗我别来我哪去吧噻你心里的我没得讲我没啥阿西三百我没啥阿西现在阿西了啊啥子呀个阿西嘞三百我没骗去哪里我也不想当马人边靠你的啦路我没有啊我也ကလေးမလေးကြိုးစားတော့မြင်နေနော်မင်းဗျာကိုခေါ်လေးပြောစရာရှိသေးလားဗျာရှိပါဦးခင်ဗျာမောင်တိန်နော်မမေအပိုလိုကိုမရှိတော့ဘူးဗျာဟုတ်ရကျွန်တော်ကွက်တီပါခင်ဗျာအခုကောင်းဆောင်မင်းသမီးလေးဟုတ်ကဲ့ဒီကဝါဒချစ်ဖို့တဲ့စကားလေးနော်ဗျာဟုတ်ကဲ့ဆိုတာပြောတာလေးတော့မိဘများမြင်သွားပါပြီကတာလေးလည်းမြင်သွားပြီမိဘများလည်းမိတ်ဆက်ပေးဖို့ပဲရှိတော့တယ်ဗျာအဲ့တော့ဒီကလေးမလေးကိုကောင်းဆောင်မင်းသမီးလေးဆိုတော့နည်းနည်းအကြီးတန်းလေးရှိတာဟုတ်ဗျာဟုတ်ပါဗျာအကြီးတန်းဆိုတော့စီကန်းလေးတွေရှိရမယ်ပေါ့ဗျာမှန်တယ်အဲ့တော့ကျွန်တော်ပဲထုတ်လိုက်တော့မယ်ဗျာကောင်းတာဗျာနော်ဗျာကျွန်တော်ပဲဒီကလေးမလေးကိုထုတ်လိုက်ရှင်တယ်ဗျာထုတ်ဗျာကျွန်တော်ခေါ်မယ်ဗျာဟောဗျာဟမ်ခေါ်ရင် तू ကလိုက်မှာလိုက်မထင်ဘူးနော်ဒီလိုပဲညှိရတာပေါ့ကွာလိုက်မထင်ဘူးနော်အဲ့လုတ်ခလေးလုတ်မယ်ဗျာနော်ရုပ်ရှင်ဗီဒီယိုသပင်ဂီတအစင်ညီမြတဲ့အဖိုးထိုက်တဲ့ယတနာလေးပါပဲဗျာဟုတ်ကဲ့ရုပ်ရှင်ဗီဒီယိုသပင်ဂီတအစင်ညီမြတဲ့အဖိုးထိုက်တဲ့ယတနာလေးပါပဲအမေချွဲမချစ်စုပြောယေလို့တော့ရှာတယ်စီကျဲမလို့ကိုရီခင်ဗျာဝင်စီဒီပြပြပါပါညီကိုချစ်စီပြောပေးခင်ရတာအရန်ပီတိဖြစ်ပြီလားရှင်ဝမ်းသာမှာပေါ့စကားကိုအဲ့ဒီလိုတစ်လုံးချင်းမပြောနဲ့ဘယ်လိုပြောရမှာလဲတော့ကလေးပြောဟိုမင်းကလေးပြောဘယ်မှာနေဟိုတမန်မင်းတော့ကျင်းလို့မနေဘူးလို့အဲ့လိုပြောပါလားနဂတော်လို့ဖြစ်နေတယ်သူကပြောတတ်တယ်ပြောပါလေလားဒီမှာလေကိုတိုင်းကသူ့မိန်းမလေးအင်္ဂါဆင်သွားလို့ပြောဘာမှမဆိုင်ဘူးဘာမှမဆိုင်ဘူးအဲ့ဒါလေးနင်းစိတ်ထဲမှာထားနဲ့နင်းရှေ့ဆက်ပြီးနင်းတာဝန်ယူခြင်းလို့လားငါနေသားမှာကလေးမလေးမင်းကလေးမလေးကစိတ်ဆင်းရဲမခံနိုင်ပါဘူးခွင့်မပြုနိုင်ဘူးဟုတ်ပြီကိုခေါ်လေးရှင်းတို့